ရန်ကုန်မြို့ဇွန်လေးရက်ကွက်မှာလူလူအောင်ဆိုတဲ့အမျိုးသမီးတစ်ယောက်ကိုဂျော်ကြီးကဘာညာလို့ဖို့လုပ်နေတဲ့အချိန်မှာမမတွေကိုချစ်တော်မောင်စောလို့ခြောက်ကြတဲ့ခြာတစ်လူငယ်တစ်ယောက်ကမထင်မှတ်ပဲပြီးဝင်လာပါတယ်။မောင်စောကအကွက်စမ်းတစ်ချက်ထင်းနဲ့ဂျော်ကြီးကိုပြန်ထွက်သွားအောင်လုပ်နိုင်ခဲ့ပြီးလူလူအောင်ကိုလက်ဆွဲကထွက်ပြေးသွားခဲ့ပါတယ်။ဒီအဖြစ်ကြောင့်ဂျော်ကြီးဒိုးတာထွက်ပြီးနောက်ကနေလိုက်လာကမောင်စောကိုအချက်ထိုးကန်လိုက်တာကြောင့်သူမြေပြင်ပေါ်ပြိုလဲပြီးခေါင်းနောက်ဖက်ကိုကြောက်တုံးနဲ့ပြင်းပြင်းထန်ထန်တိုက်မိသွားပါတယ်။သွေးတွေစီးထွက်နေတဲ့အခါဂျော်ကြီးကကိုလူတက်မိပြီးထဲပြီးထွက်ပြေးသွားပါတယ်။လူလူအောင်ကမောင်စောမိလို့သွားတာကိုမြင်ပြီးစိုးရိမ်နေစဉ်မကြခင်မှာပဲမောင်စောကနိုးလာခဲ့ပါတယ်။ဒါပေမဲ့အံ့အားစရာကတော့သူမသိဘူး။ဘဲသိမလဲမင်းသားကိုအရင်ကလုံငတုံးမဟုတ်တော့ပဲညံပြန်ကောင်းသွားခဲ့ပါတယ်။အဲ့ဒီချက်ပို့ပြီးတော့သူကဘိုးဘွားတွေထားခဲ့တဲ့ကိုခန်းပညာနဲ့ဆေးပညာအမွေကိုပါရရှိသွားပါတယ်။လူလူအောင်ပြန်လာပြီးသူအဆင်ပြေနေတာကိုမြင်တော့ဝမ်းသာပြီးမျက်ရည်ကျသွားပါတယ်။မောင်စောကလည်းသူမကိုမစိုးရိမ်စေဖို့အားပေးပြီးဒီ3နှစ်အတွင်းသူ့ကိုစောင့်ရှောက်ပေးခဲ့တာအတွက်ကျေးဇူးတင်ကြောင်းပြောပါတယ်။အခုကနေစပြီးမင်းကုံနာပဲပြန်စောင့်ရှောက်မယ်လို့ပြောလိုက်တော့လူလူအောင်ကရှက်သွားပါတယ်။ဒါပေမဲ့မကြခင်မှာပဲလူလူအောင်ဟာဝမ်းပိုက်နားပြီးမခံနိုင်တော့ဖြစ်လာပါတယ်။မောင်စောကချက်ချီအိမ်ထဲတည်ပြီးစစ်ဆေးကြည့်လိုက်တော့ဓမ္မတာကြောင့်ဖြစ်တာကိုသိလိုက်ပါတယ်။သူကကိုခန့်ပညာနဲ့ကုသပေးလိုက်တာနဲ့နာကျင်မှုတွေလျော့နေသွားပြီးလူလူအောင်ကအိပ်ပျော်သွားမိပါတယ်။အဲ့ဒါကတကယ်တော့ဂျင်းပါ။မောင်စောကသူတို့ဘဝကိုကြည့်ပြီးအယမ်းဆင်းရဲနေတယ်ဆိုတာသိလိုက်ပါတယ်။အဲ့ဒါကြောင့်ပတ်စန်းရှာမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။သူကပကူယိုးမတော်မှာဘိုးဘွားတွေစိုက်ထားခဲ့တဲ့ဆေးချောက်တွေကိုတွားရှာပြီးတန်ဖိုးကြီးမြက်ပင်တွေကိုတွေ့ရှိပါတယ်။အဲ့ဒီအချိန်မှာကြည်ရတာဘလို့မှအစင်မပြေတဲ့ကြားကြီးတကောင်ထွက်လာပါတယ်။ကိုကြားကတိုက်ခိုက်လာတဲ့အချိန်မှာမောင်စောကတစ်ချက်ထိုးလိုက်တာနဲ့ရန်ကုန်တရိတ်ဆန်စုကိုရောက်သွားပါတယ်။ဒီအခါမှာသူ့ရဲ့ကိုခန့်ပီနာအားကောင်းမှုကိုသူကိုယ်တိုင်တော့မယုံနိုင်တော့ပါဘူး။နောက်ပြီးသူကမြက်ပင်တွေကိုမြို့ထဲမှာရောင်းပြီးပတ်စံကောင်းကောင်းရရှိခဲ့ပါတယ်။အဲ့ဒီနဲ့3ဘင်းကားတစ်စီးနဲ့အသုံးဆောင်တွေဝယ်ပြီးအိမ်ပြန်လာခဲ့ပါတယ်။ဒါပေမဲ့အိမ်ပြန်ရောက်တဲ့အချိန်မှာမမျော်လင့်ထားတဲ့ပြဿနာတစ်ခုကိုကြုံရပါတယ်။ရက်ွက်ထဲကငွေတိုးချေစားလဲနိုင်လူကသူ့နောက်လိုက်တွေနဲ့သူအိမ်ထဲဝင်လာပြီးအကျွေးလာတောင်းပါတယ်။မူလငွေ3သိန်းချေထားတာကိုနှစ်တွေကြာလာတဲ့နဲ့အတိုးပေါင်းပြီးအများကြီးတောင်းလိုက်ပါတယ်။မောင်စောကတော့အဲ့ဒီအကျွေးကိုအရင်ကတည်းကပြန်ပေးပြီးသားလို့ပြန်ပြောပါတယ်။ဒါပေမဲ့နိုင်လူကလက်မခံပဲညင်းနေပါတယ်။ညင်းမှာပေါ့သူကလူလူအောင်ကိုလိုချင်နေတာကိုအဲ့ဒီအချိန်မှာရက်ွက်ထဲကအလုံးမရှိအကင်မရှိတွေရောက်လာပြီးလွန်ခဲ့တဲ့နှစ်တွေကအကျွေးပြန်ပေးပြီးသားဆိုတာကိုတက်တည်ပြလိုက်ပါတယ်။နောက်အပိုင်းတွေစက်တင်ဖို့ဘေးနာက follow လုပ်ခဲ့ပြီးပါအောင်ကျေးဇူးတင်ပါတယ်